Hello မင်္ဂလာပါကိုဝင် education ရမှချွန်တူပါရှင်အခုရောက်ရှိနေတဲ့နေရာတော့ဒီစင်ကာပူနိုင်ငံမှာနိုင်ငံ Institute of Management မှာရှိတဲ့အကြောင်းရဲ့ campus ကိုရောက်နေတာပါသူ့ရဲ့အကြောင်းကတော့ဖြင့်ဒီမှာတော့ဒီပေါ့နော်city center ဒီစင်ကာပူ city center မှာပဲရှိတဲ့နေရာပေါ့နော်ကျမတို့ဒီမှာဆိုလို့ရှိရင်အကြောင်းရဲ့ဒီဘက်အနောက်မှာဆိုလို့ရှိရင်လည်းrefer place MRT ရှိရဟိုဘက်ချက်ဘက်မှာဆိုလို့ရှိရင်လည်း plug in MRT ရှိပါတယ်ဒီဘက်ကြောင်းဒါကတော့ကြောင်းရဲ့တကယ်မျိုးလည်းကောင်းမှရှိတဲ့အတွက်ကြောင့်ဒီ City 5ကိုတော့အပြေးဝါရရှိတဲ့နေရာလေးဖြစ်ပါရဲ့ရှင်အခုကကြတော့ဒီကျောင်းရဲ့ school campus တဲကိုရောက်နေတာပေါ့နော် school campus တဲမှာကျောင်းလေးကိုနည်းနည်းလေးစပြပြတယ်နော်ဒီကျောင်းမှာမြန်မာကျောင်းသားတွေနဲ့ဘယ် level ကနေစတက်လို့ရလဲဒီချက်နောက်တစ်ချက်ကကြတော့ဘယ်လို major တွေရှိမလဲမြန်မာကျောင်းသားတွေဘယ်လို major တွေကိုရွေးချယ်ကြရှိလဲပေါ့နော်ပြီးရခါသူ့ရဲ့ intake တွေကပြလို့လဲအဲ့သုံးချက်လေးကို short အနေနဲ့ပြပြပြပါမယ်ကျောင်းသားတွေအနေနဲ့ foundation level ကနေစတက်မယ်ဆိုလို့ရှိရင်မြန်မာအစိုးရစနစ်ဟောင်း6တန်းအောင်မြင်ပြီးဆုံးထားတဲ့ချက်လက်ကိုပြနိုင်တယ်ဆိုရင်တက်ရောက်နိုင်ပါတယ်။ foundation level လည်းပြီးသွားပြီး10တန်းစနစ်အဟောင်းလည်းပြီးဆုံးထားရဆိုလို့ရှိရင် advanced diploma level တွေကိုဆက်တက်လို့ရတယ်။နောက်တစ်ခုကတော့ bachelor degree ကို NIM partner university ဖြစ်တဲ့ University of Alberta, Carlton-Bouvet Christchurch University တွေက bachelor degree ကိုဆက်လက်တက်ရောက်နိုင်တယ်။အကယ်၍ကိုက bachelor degree လည်းရထားပြီးစာတွေ့တဲ့အပြင်လက်တွေ့လုပ်ငန်းတွေကို intensive နဲ့ဟာတွေကိုလက်တွေ့လုပ်ချင်တယ်ဆိုလို့ရှိရင်လည်း post graduate တက်နေရှိပါတယ်ဒီတက်ကတော့မြန်မာကျောင်းသားတွေများစွာစိတ်ပါဝင်စားပြီးတော့တက်ရောက်နေကြတဲ့အတန်းလေးတွေဖြစ်ပါတယ်နောက်ဆုံးတစ်ခုအနေနဲ့ Master တန်းတွေကို Universities of West of Scotland နဲ့ Carlton-Bouvet Christchurch University UK ကပေးရတဲ့ MBA တန်းတွေကိုစိတ်နှုတ်သက်သာနဲ့ NIM စင်ကာပူမှာနောက်ဆုံးတက်ရောက်နိုင်ပါရဲ့ရှင် intake တွေအနေနဲ့2026မှာအနည်းဆုံး March intake ရဲ့ May intake နှစ်ခုမှာ study grant တွေပေးထားတဲ့အတွက်ကြောင့်အမြန်ဆုံးလာရောက်စီးရင်ပေးပြီးတော့ကြောင်းလျှောက်ထားလို့ရပါတယ်ရှင်